ဆရာမနို့ခုမှလာတာဘယ်ချိန်ရှိနေပြီလဲဟိုဆရာမမုံဝင်နေလို့နောက်ကျသွားတာဆရာမဟုတ်တယ်ဆရာမအတန်းထဲမှာမုံစားလို့ဆိုတာမသိဘူးလားမုံမစားပါဘူးဆရာမရဲ့မစားပါဘူးဒီမုံကတားတော့တယ်မဟုတ်ဆရာမတော့ဝဲလားတပားတွေကိုချင်းမောင်းနေဆရာမဟောချင်းမောင်းလားချင်းမောင်းစင်ဆရာမကြိုက်တယ်တော့နောက်ခေါက်ဆိုနောက်မကြစင်နဲ့တော့ကြားလားဟုတ်ကဲ့ဆရာမမင်းတို့ချင်းမောင်းစားကြလို့လားစားကြတယ်ဗောချင်းမောင်းစားရင်တဲ့ဘာဖြစ်လဲဟုတ်ပါဘူးကခေါင်းကြည့်တယ်လို့ပြောမလို့ဟုတ်တယ်လေခေါင်းကြည့်တယ်နေစားမလားပါတယ်လေတော့ယူစားတော့ဟဲ့စာမင်းခါမိုးထိုးပြတဲ့ဟာတွေတွေ့ရတဲ့စကားတန်းပြောတော့တာပဲနင်တို့ပြင်မမတွေ့ရဘူးလားတွေ့ရပါတယ်ဆရာမဟွန်းဟာကိုရောက်နေကြပြီလားအေးတိတ်တော့မကြသေးပါဘူးစောမှရောက်တာဆရာမစာစစ်နေရပြီးတော့မှခဏနေနော်ဟာအေးရပါတယ်ကွာစောင့်လိုက်ပါမယ်ဒါနဲ့ကိုကြီးကတင်မောဘယ်တော့ပြန်တက်ရမှာလဲနောက်2လလောက်ဆိုရင်တော့ပြန်တက်ရတော့မှာကွာကျွန်တော်ဆရာမနဲ့အခြေအနေအောင်ဘာထူးလဲဘာထူးရမှာလဲကွာမင်းဆရာမဒီသက်ယောက်ျားမြူတော့ဘူးတဲ့အပြိုကြီးလုံมาတယ်ဟောဟာလေကြည့်ကြပြောပြပါကိုကြီးကလည်းဘီဝါလေးပါလေးထုတ်တုံနေဗျာကောင်မလေးတွေကိုလိုက်မယ်ဆိုရင်ဘီဝါ3ရတယ်ဘီဝါဘာတော့ဘီဝါဘီဝါဆိုတာစော်လိုက်တဲ့အကွက်လေးဗျာကိုကြီးကအကွက်ပြောအကွက်ဆိုငါလေစီဝါရေးသမားဆိုတော့သူများစီကရမယ်အကွက်လောက်ပဲသိရပါဟိုဘာအကွက်တို့သိချရှင်းဗျာကိုကြီးကလည်းဒီအကွက်ကပို့ပြီးတော့နည်းနည်းတယ်ကျွန်တော်ပြမယ်ဘာလို့လားကျွန်တော်ပြောရင်ဘီဝါလေးဗျာဘီဝါကိုစောကလည်းမလာပါနဲ့ဆိုတာဘာလို့လာရတော့ဟိုလေဟိုညနေအပြန်ကမိုးချုပ်မလားလို့လာခဲ့တာဟုတ်တယ်ဆရာမကိုကြီးကဆရာမကိုစိတ်ပူလို့တဲ့နေ့ပါစက်ကိုပိတ်တာနော်ငါမနေ့ပြန်ပြလိုက်တဲ့အိမ်သားတွေနေရအောင်ကြက်ခဲ့နေ့ဦးဆုံးပြီးမှငါဆရာပေးဆိုင်ကထုတ်ပြီမယ်ငါဘိန်းပေါက်နေပြီတော့ဟုတ်သားပဲဆရာမဘိန်းပေါက်နေတာစိတ်ညစ်ပါတယ်ဘလူပြရမှန်းတော့မသိတော့ဆရာမကလည်းကိုကြီးရှိရပဲကိုကြီးဆိုင်ကနေလိုက်သွားလိုက်လေဟုတ်တယ်လေကျွန်တော်နဲ့လိုက်ကြရတယ်မလိုက်ပါဘူးတော့မင်းဘိန်းတော့ဖာလိုက်ငါရန်နေစောင့်နေမယ်ဟုတ်ဆရာမကိုကျွန်တော်တို့တော့ဖာလိုက်မယ်ကားလည်းဖာမှာငါဆရာမတယောက်တည်းနေငါနေခဲ့လိုက်မင်းကလည်းကိုကြီးရှိရလေကွာဆရာမကလေမုံဘိုးလေးပေးလိုက်အောင်ပါဘူးဘိန်းဖာဘိုးလေးပေးလိုက်အောင်လို့မြန်တော့ပြီမြန်လာခဲ့တော့ငါဒီကနေစောင့်နေမယ်ဟုတ်ကဲ့ဆရာမဟုတ်ရတွန်းမင်းတော့တွန်းအေးဝီတိုရာယာတေလီနိုတီဘုံကျိုးပြတ်တဲ့ဘုံmelody တတာကဘုံတီဆီယာမကိုပဲတဲ့ဆွေအောင်ရှင်းရဘာဖြစ်နေဟိုဘာမှမဖြစ်ပါဘူးဟိုညာဟောလိဝုဒ်ကားတွေကြည့်ပြီးတော့စိတ်ကူးရင်ဟိုဒီနာရက်ဆောင်ရင်ညောင်းပါတယ်မလဲဟိုကျွန်တော်တို့တွေဟိုကံမောင်ဘက်ကအပင်လေးအောင်တွားပြီးတော့လမ်းလျှောက်ရင်စောင့်ညံကောင်းမလားလေမစောင့်ပါဘူးကံမောင်မအသွဲတွေကြီးပဲတော့အဲ့ဒီအတွဲလေးကြည့်လိုက်တော့လေစိတ်ချမ်းသာစရာကောင်းလိုက်တာဟိုကျွန်တော်လည်းလေအဲ့ဒီအတွဲလေးလိုပဲဟိုနှစ်ယောက်အတူတူတွဲကြရင်မကောင်းတွဲကားကြီးကဘိန်းတွေဖာရင်တော့ပြီးနေလောက်ပြီလေမင်းတို့ကတဘိန်းနဲ့ဖာတော့ဘာလို့လောက်ကြာနေရတော့အဆရာမဟိုဘိန်းဖာတဲ့သူကမရှိလို့လေစောင့်နေတာတောင်းမယ်ထင်တယ်ဟိုပြင်ကျွန်တော်တို့ဘိန်းဖာပြီးတော့ဆရာမအိမ်ကိုဆိုင်ရလာပို့ပေးလိုက်မယ်လေဆရာမကိုကြီးနဲ့ပြန်နှစ်လိုက်နော်ကြာအောင်ပါတဲ့ဟိုကြောင်းမှာဆိုရင်လေစောင့်မနေပါနဲ့မလဲ
ကျွန်တော်ဝါမစားပါဘူးဒါပါကျွန်တော်လိုက်ပို့ပေးမယ် ရှင်မတိတ်ဝါခြင်းနေလဲကွင်းရဝဲစားကျမတော့ဝါလို့မရဘူးဝါမယ် ဟာကိုကြီးကြားလိုက်လား အေးကွာဂျူတီရှိန်မှာဂျူတီပါဇိုကြီးစောင့်ရမှာ အနည်းတော့လောက်ပြီးထားရနော်ကိုကြီးအဆင်ပြေတယ်မလား ပြည်တယ်ကွာဟဲ့ဟိုငါလိုက်ပို့လို့ဆိုပြီးတော့မနှုတ်ဆရာမလေးငါ့ကိုကျေးဇူးတွေတောင်တင်းနေတာမင်းတို့လည်းကျေးဇူးတင်တယ်နော် ဟာရပါတယ်ကိုကြီးရတယ်ကျွန်တော်တို့ကမုံအောင်စားရသေးတယ် ဒါနဲ့အကိုကြီးကိုပြောရမယ်ကိုကြီးကောင်မလေးကဘာကြိုက်တယ်ဆိုတော့ကိုကြီးသိလား မသိဘူးကွာမင်းဆရာမအလားတော့ကြိုက်ပါပေါ့ ဟာအဲ့ဒါမေးတာမဟုတ်ဘူးကိုကြီးရဲ့အစားစားထဲမှာဘာကြိုက်လဲလို့မေးတာ ဟုတ်တယ် အစားစားအလားလည်းမသိဘူးဟာငါနောက်မှမေးထားပဲ ဟောကိုကြီးကလည်းအားတာအဲ့ဒါ view ဟာကိုကောင်မလေးဘာကြိုက်တယ်ဆိုတာလေ့လာထားရတယ် ဩအဲ့လိုလား ဟုတ်တယ် အေးအဲ့ဒါဆိုလေဟိုမင်းတို့ပြောတဲ့ viewer လေးတစ်ခွက်လောက်ပို့ဆောင်ပါပါရော ကျွန်တော်ဆရာမကတော့ခေါက်ဆွဲကြော်ကြိုက်တာကိုကြီးရဲ့အော်ဟေ့ခုနကတော့ဆရာမခေါက်ဆွဲကြော်စားကျင်တယ်လို့ပြောနေတာ ဟုတ်တယ်ကိုကြီးခေါက်စက်ကြော်ကြိုက်တာခေါက်စက်ကြော်စားကြည့်နေတာ ဟုတ်လားဩအဲ့ဒါဆိုရင်ငါတော့ဝယ်လိုက်မယ်လေ ခေါက်ဆွဲကြော်ကလေကျွန်တော်လည်းကြိုက်တယ် อ๋อအေးဟိုမင်းတို့တွေလည်းဝယ်ခဲ့မှာပေါ့ကွာဟိုခဏဆောင်နော် စောင့်နေမယ်တော့ကိုကြီးနော် ကိုစောဘာလာနဲ့လို့ပြောတာတော့ဘာလာလို့ပြန်တာတော့ ဩဟွာလေးဟိုမလဲကြိုက်တတ်တဲ့ခောက်ဆွဲကြော်လေးဝယ်ပြီးတော့လာဖို့တာပါ ဟမ်ကျမခေါက်ဆွဲကြော်ကြိုက်တယ်လို့ရှင်းအောင်မပြောပြပါဘူး ဩဒီလိုပါပဲဟိုကိုယ့်ရဲ့ကောင်းပါလေးဘာကြိုက်တတ်တယ်ဆိုတာစုံစမ်းထားတာပဲ ဟမ်ခေါက်ဆွဲကြော် ဘိုက်ဒီတောင်စားလာခေါက်စက်ကြော်လေးစားလိုက်ရတော့ကွာ မျိုးမျိုးမှငါတော့ဘိုက်စားတယ် အော် ဟာဖြည်းဖြည်းလို့ပါကိုကြီးဘယ်နဲ့ဒီနေ့နောက်ကျနေရလား အေးကွာငါလည်းလေကျူရမယ့်အချိန်ကနီးနေပြီဆိုတော့ရေကမရန်ချိုးနေတာနဲ့နောက်ကျသွားတာမင်းဆရာမအောင်ရှိတယ် ရှိတယ် အေး ရောက်အုံးစီတွေပါလေလင်းအောင်ကောင်းဆုတ်ခွာနေရတယ် အေးကွာငါမလဲလေကမန်ကရန်ထွက်လာတော့အချိန်မရတော့ဘာမှမဖိမလဲအောင်ငါကောင်ကြီးကျေးဇူးပဲဦးစီတွေရောပါရောမင်းတို့စောင့်ထားရပဲလား အုံးစီတွေစောင်းထားတာမဟုတ်လားခေါင်းမီလည်းပါတယ် ကောင်းပြီရောအုံးစီရောဆိုတော့အဆင်ပြေသွားပါ ကိုစီပြေတော့ဒီမှာမှန်လေးလေးကြည့်လိုက်အောင်ဗျာ အေးမှန်ရဲ့ခေါင်းပြီးရဲ့အုံးစီရဲ့ဆိုတော့โอเคသွားပြီပေါ့ကွာ โอเคရမယ်လေကိုကြီးကကေပြန့်အနေခတ်တယ် စောကြီးကေပြောင်းအုံးစီဆောင် ဟာဟဲ့ဦးစီနယ်လေးကလေမွေးနေရပြီနော် ဟာမွေးဆိုကိုကြီးကလည်းအဲ့ဒါ shiny အုံးစီလေ shiny အုံးစီက formula အသစ်နဲ့ထုတ်ထားတော့အရင်ကထက်ပိုမွေးတယ်အနံ့လည်းမပြင်းဘူးကြာရှည်လဲခံတယ်ပြီးတော့ဈေးလက်သက်တာတယ်ကိုကြီး ဟုတ်လားအေးကွာဟိုဒီလိုအိတ်ဆောင်အုံးစီလေးတွေစောင့်ထားရဆိုတော့ငါလည်းတပူးလောက်တော့ဝဲဆောင်ထားအောင်ပါ ဟာစောင်းထားရမယ်နော်ကျွန်တော်တို့ဆရာမကျွန်တော်တို့ခေါင်းနေရှုပ်ပွားနေလို့အုံးစီမလင်းတန်းငေါက်တာ အေးပေါ့မင်းဆီယာမကသူလဲလှအောင်နေတယ်လို့သူ့တပည့်တွေကိုလည်းလှစီခြင်းလို့နေမှာပေါ့ကွာ ဒါပေါ့ကို ရှိုင်းမျိုးစီလိမ့်လာလား ဟုတ်တယ်လို့လို့တည်ရတော့ ဩကျမရှိုင်းနီအုံးစီအမြဲလိမ့်နေကြလေအနက်အောင်မှတ်မိတာအရန်ထထောင်ပို့ပြီးမွေးလာတယ်နော် ဟုတ်တယ်ကိုလည်းအရန်ကြိုက်တာအဲ့ဆိုရင်ဒိုးနှစ်ယောက်ကအကြိုက်ရှင်းတူနေရပါတော့ ဩကြိုက်တယ်ဆိုတာလဲရှိုင်းနီအုံးစီကသပင်အဖျားနှစ်ခွားဖြစ်တာတွေစမ်းသားမွေးချောက်တာတွေတရားရကန်တို့ကာကွယ်ပေးတယ်လေအဲ့ဒါကြောင့်ကြိုက်တာ အစားအသောက်တွေရောအသုံးဆောင်ပစ္စည်းတွေရောအကြိုက်ရှင်းတူနေတာဆိုတော့လူချင်းကြိုက်ဖို့ပဲလို့တော့ပါနော် ဟာတိတ်တိုက်တယ်ဟာထိတ်ကောင်နေနင်တို့ကဘာလို့ညာတော့ အေး ကျမအော်ဒီနာပတ်စံကြပြောင်းလို့ပတ်စံကြပြောင်းလို့ ဟုတ်တယ်ဆရာဟုတ်တယ် ပတ်စာအဲ့ဒီခြုံနဲ့ကြားပြောက်เสียလားဟဲ့နင်တို့ငါ့ကိုချောက်နေကြတွေ့မယ် ဒီလိုလို့ကျမရှင်မရှိရောရှိလား ဟာပြောင်းနေလာလာရောက်နေမိမရေဒီမှာမင်းတပည့်တွေရောက်နေလာကြဦး လာပြီလာပြီ အမလေးငါတပည့်တွေဆိုတော့ဘသူတွေများလုံးလို့နင်တို့နှစ်ယောက်ဖြစ်နေတာ哦
ဆရာမဟိုနေ့အောင်တတိတွေရနေတာ ဟုတ်တယ်ဆရာမကျွန်တော်လည်းအလုပ်ကခွင့်ရရှည်ရနဲ့အိမ်ပြန်လာရင်ဆရာမတို့တတိယလို့ဝင်လာတာ ဟုတ်တယ် အေးပေါ့ငါတပည့်တွေအဲ့လိုလာတော့တွေ့ရတာပေါ့ ဒါနဲ့ဆရာမမပေါ်မပိုင်းနဲ့ဆိုတော့ကျောင်းဖွင့်ထားတာ ဘေးကခွင့်ယူရမှာလေငါကောင်ရမင်းဆီယာမကိုလေအိမ်မှာနာနာနီနီနေရအောင်လို့ဆိုပြီးတော့ငါအလုပ်ထွက်ခိုင်းလိုက်တာ အော် အော်အဲ့အလုံးထွက်ပြီးတဲ့ကွာလေနားရတယ်ကိုမရှိဘူးတော့ငါကဆရာမဘွားနဲ့အပြိုကြီးလုပ်နေတာအဟုတ်နင်တို့နှစ်ယောက်ကောင်းမှုကြောင့်လေအခုငါမဲ့အိမ်မှုကိစ္စလုပ်ရကလေးထိရတယ်နားရတယ်ကြဘူး ကလေးထိရသေးရဆိုတော့ဒီဘက်ကြီးကကလေးပြင်နောက်ထပ်ကလေးတွေရှိသေးရလားဆရာမ ရှိတာပေါ့ဒါတတဲမြောက်ပါ ဟုတ်တယ်ဟိုရှင်းတယောက်ကအိမ်ရှိမှာစော့နေရလေပါ အိမ်ရှိမှာစောင့်နေတဲ့ကလေးတွေဟိုဘက်ရဲ့ကလေးတွေထင်းနေတာ ဟုတ်တယ်ကျွန်တော်တို့ကလေဆရာမအခုမှကိုဝင်စယူတယ်လို့ထင်တာ ဘယ်ရတာဒါတော့မင်းတို့အကိုရက်လေသိမ်းမောထွက်နေရလို့မင်းသိမ်းမောနဲ့မထွက်လို့ရတော့လေဘောလုံးတင်းလာတာဖြစ်နေတော့ ဟိုဘောလုံးတင်းစာတော့များပါတယ်ငါမိမရဲ့ဟိုဘောလီဘောတင်းစာတော့ ရွှဲပြောနေ